အားလုံးပဲမင်္ဂလာပါဗျဖူဖိုတစ်မြန်မာ YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပြီးမှာကတော့ကပ္ပဖလားပွဲကွာတာဖိုင်နယ်မှာထိတိုက်နေစားမယ့်အသင်းတွေအကြောင်းနဲ့စင်မီဖိုင်နယ်ကိုနောက်တစ်ဆင့်ဘယ်အသင်းတွေတက်ရောက်သွားမလဲဆိုတာပွဲကြိုသုံးသပ်ချက်တွေကြဝေးသွားမှာဖြစ်ပါတယ်ဇူလိုင်လ10ရက်နေ့မနက်9:00နာရီခွဲမှာကစားမယ့်ပြင်သစ်နဲ့မော်ရိုကိုပွဲကိုပွဲကြိုသုံးသပ်ချက်တွေကြဝေးသွားမှာဖြစ်ပါတယ်ပထမဆုံးမော်ရိုကိုအသင်းအကြောင်းကိုပြောရရင်တော့အသင်းလိုက်စုပွဲမှုကောင်းပြီးနောက်တစ်ဆင့်တက်အောင်ဘလူးရှင်ပြန်ရမလဲဆိုတာအသင်းသားတွေအကုန်လုံးသိပါတယ်တက်စစ်ကို10ကိုတင်ထားပြီးခံစစ်ကို4ကိုပေးထားပါတယ်ပြည်သူအသင်းကတော့တက်စစ်ကောင်းပြီးရှီတန်း4ယောက်သိမ်းရတာပြင်မဲ့ခံစစ်တွေအတွက်လုံးခက်ခဲပါတယ်တက်စစ်က14ကိုရပြီးခံစစ်က2ကိုပဲပေးထားရတော့ပြည်သူကိုဘူတင်ကိုမော်ရိုကိုခက်ခဲပါလိမ့်မယ်ဒါကြောင့်မော်ရိုကိုမိနစ်90အတွင်းအချိန်ပိုတွေမှာမရှုံးအောင်ကစားပြီးပင်နယ်ဒီသွားရဖို့ကြိုးစားရမယ်လို့ထင်မိပါတယ်ကျွန်တော်ကတော့ပြည်သစ်အသင်းပဲဆီမီဖိုင်နယ်တက်သွားမယ်လို့သုံးသပ်တင်ပြပေးကြပါတယ်ဘရာဇာတို့ရဲ့အကြိုက်ကိုလည်းကွန်မန့်မှာမသွားကြလို့ရပါတယ်ဗျကျွန်တော် channel ကို like and subscribe လုပ်ပြီးအားပေးလို့ရပါတယ်နောက်ထပ်ပွဲစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါဗျ